Key neck fan unboxing လေးပါ ကီကဒီဖန်လေးကိုအရန်လိုချင်လို့ online ပေါ်မှာရှာရင်းနဲ့ဒီဆိုလိုက်မြန်မာမှာလည်းဒီဖန်ဒီအမျိုးအစားလေးကမရှိသေးဘူးအဲ့ဒါနဲ့ကီဒီဘန်ကောက်ကနေပြီးတော့ Lazada ကနေရှာပြီးတော့ supplier တယောက်ကိုမှာထားတာအခုကီမှာထားတဲ့ neck fan လေးကရောက်လာပါပြီဘယ်လိုပုံစံမျိုးလေးဖြစ်မလဲတစ်ချက်တော့ unboxing လုပ်ကြည့်ရအောင်သူက neck fan ဆိုပေမဲ့ဒီမှာခါမှလည်းအဲ့လိုမျိုးပဲချိန်လို့ရတယ်အခုကအရန်ရာဒီဥကစောင်းနေဆိုပေမဲ့လည်းဒီမှာတော့ပူလာပဲလေသိရမလားဒီ neck fan လေးကတော်တော်လေးအကျန်းခံတယ်လို့နာမည်ကြီးနေရလေအဲ့နဲ့ကေလိုချင်နေရသူကဒီမှာ LED digital display လေးနဲ့ပြမယ်ဒီမှာလေသူ့ရဲ့ဒီဘေးဟွာလေးနာမှာကေက model ကဒါ Li-Fi model သူ့မှာ model တွေကအများကြီးရှိရနေတူတယ်ဒါလေးကတော့ဒီလိုမရောက်သေးဘူးmake ကတော့ China made ပဲပြီးတော့ဒီမှာ16နာရီခံတယ်လို့တော့ရေးထားတယ်ဘယ်လောက်ခံလဲဆိုတာကိုကေသုံးကြည့်ပြီးသွားတော့မှပြန်ပြီးတော့ fan လေးကို review လေးပေးမယ်အခုကတော့ကေဖွင့်ကြည့်လိုက်တော့မယ်ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတော့အားလုံးလည်းကြည့်ပြပါဦးဒီမှာသူ့ရဲ့ operation guide ဘယ်လိုမျိုးလေးသုံးရမှာလဲပုံစံလေးပါရဲ့ပြီးရှင်ဒါလေးကကြီးရဲ့ fan လေးပဲဖြစ်ပါတယ်ဒါခါချိတ်တဲ့နေရာလေးပဲဖြစ်မယ်ဟောဒီမှာရဲ့ဘာလေးอ่ะ accessory ကဘာလေးတွေပါလဲဆိုတော့ဒီ other net jewelry ပါဖြစ်မှာတော့သိချင်တာနော်အော်ဒီမှာဟိုပါလေဒါ net fan ဆိုတော့ဒါ other net jewelry ဒါလည်းဘေးမှာဆွဲတဲ့ jewelryဖန်လေးကိုသူ့ရဲ့ power ခလုတ်လေးကိုကြည့်ဖွင့်ကြည့်လိုက်မယ်သူကဒီမှာ battery percentage လေးကနေပြီးတော့စပြီးတော့ပြတယ်ပြီးတော့မှဒါ speed 1အပေါင်းအနှုတ်လေးပါတယ် fan adjust လုပ်တဲ့ဟာလေးဒီမှာတိုးလို့ရတယ်3 8အတန်ကြားလား fan လေးတော်တော်ထွက်တယ်ပြီလားတရားထိရရလားဒီနေ့တော်တော်ပြင်းတယ်ခုလောက်လေးဆိုရင်လေဟုတ်တယ်သူကတရားထိရတယ်ဒီဖန်တေးသေးလေးကနေပြီးတော့လေဒီလောက်လေထွက်နိုင်မယ်လို့တော့ကြည့်မထင်ဘူးတော်တော်အားပြင်းတယ်ဒါပေမဲ့တရားလောက်ဆိုရင်ကတော့ချိန်စာကြီးတိတ်ခံမှာမဟုတ်ဘူးပေါ့နော်အားကုန်တာမြန်မှာပေါ့နော်ဒီဟာကအသေးရမယ့်နေရာလေးဒီမှာစိတ်လေးချိန်မဲ့နေရာလေး net fan ဆိုတော့သူကဒီမှာဒီနေရာလေးမှာချိန်ရမှာ okay နောက်တစ်ခုကဒီနေရာလေးမှာတက်လေဘင်းနာကွက်တိဖြစ်မှာပေါ့နော်ရင်ဘက်မှာဆွဲထားလိုက်လို့ရှိရင်ပြီးတော့ဒီမှာအခုမှကြည့်မိရလေခုနကတော့သတိမထားမိလိုက်ဘူးဒီမှာ100 speed wing adjustment နဲ့ရေးထားတယ်အဲ့ဒါကြောင့်မို့ခုနကတော့တရားထိရခုနကတော့ဖတ်တော့ကြည့်လိုက်ဆိုရင်ဒီတစ်ချက်သုံးကြည့်လိုက်အောင်မယ်ပြီးတော့မှအဆင်ပြေလားမပြေလား review လေးပြန်ပြီးတော့လုပ်ပေးပါမယ်သူ speed နည်းနည်းနဲ့ပဲသုံးလို့ရှိရင်အားဘလောက်ခံလဲ speed များများတင်ပြီးတော့သုံးလို့ရှိရင်ရောအားဘလောက်ခံလဲပြန်ပြီးတော့ sharing လုပ်ပေးပါမယ် okay video ကြည့်ပေးတဲ့လူအားလုံးကေကကျေးဇူးတင်ပါတယ်နောက် video ကြမှာပဲပြန်တွေ့မယ်အားလုံးပဲ bye bye